မင်းဘာလုပ်နေတာလဲအိုဒါအသက်ချင်ဖို့အတွက်ငါ့ကိုတတ်လိုက်ရုံပဲလေလို့နိုင်ကနားမလဲစွာမီးလိုက်တာပါအိုဒါကတော့ဒီနီလာမျိုးကငါ့အတွက်မလုံလောက်ဘူးလို့ပြန်ပြေးလိုက်ပါတယ်နိုင်ကတကယ်တမ်းကျတော့သူ့ကိုမတတ်ချင်ဘူးဘဒုကမှလည်းမတတ်ချင်ဘူးဆိုတာသူသိပါတယ်ဒါပေမဲ့နိုင်ကဒါတွေအရေးမကြီးဘူးဘာလို့လဲဆိုတော့ငါကမိတ်ဆာလေးလို့ပြန်ပြောလိုက်တာပါအိုဒါကလည်းမိတ်ဆာဖြစ်တိုင်းလူသားတွေကိုတတ်ရမယ်ဆိုတဲ့စီးကမ်းပဲမှာရှိလဲလို့မိခွန်းထုတ်လိုက်တော့နိုင်ကဒါကပင်ကိုအတိစိတ်လို့ပြန်ပြောခဲ့ပါတယ်နိုင်ကဒီလိုဘဝမျိုးကိုရှင်သန်နေရတာမုံတီးနေတဲ့ဆိုတာကိုအိုဒါသိရှိခဲ့ပါတယ်။ဒါကြောင့်သူကနိုင်ကိုမင်းကနဲ့သူရှိနေတဲ့၍ငါမင်းကိုကျူးဆိုင်ဆောက်ရှောက်ပေးမယ်။အတိတ်ပဲမဲ့ပျက်စီးမှုတွေလုံမဲ့နေ့တွေပြီးဆုံးသွားပြီလို့ပြောလိုက်တာပါ။ဒီစကားကနိုင်ရဲ့ရင်ထဲကိုထိမိသွားခဲ့ပါပြီ။သူမကနောက်ဆုံးတော့အော်ဒါကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့လက်မောင်းပေါ်မှာအသာကလေးလေးလောင်းလိုက်ပါတယ်။လက်တွေ့ဘဝမှာတော့အော်ဒါကပင်ပန်းနဲ့မှုကြောင့်မိလဲနုနီးပါဖြစ်သွားခဲ့ပေမဲ့အမလီယာကသူ့ကိုဖန်တိန်လိုက်တာပါ။သူမကတက်ပြင်းချရင်နဲ့မင်းအောင်မြင်သွားပြီလို့ဝမ်းသာအားရပြောလိုက်ပါတယ်။အိုဒါကနိုင်စီကိုတွားလိုက်ပြီးသူ့ရဲ့ခေါင်းပေါ်ကိုသူ့ရဲ့လက်ကိုတင်လိုက်တာပါ။အိုဒါရဲ့လက်ပမိုးပေါ်မှာနိုင်နဲ့ညရဲ့ပေါင်ဖက်မှုကိုဖော်ပြနေတဲ့အမတ်သားတစ်ခုပေါ်လာခဲ့ပြီးတစ်ချိန်တည်းမှာပဲနိုင်ရဲ့နဖူးပေါ်ကပုံစံကအနီရောင်ကနေရွှေရောင်ပြောင်းလဲသွားခဲ့ပါတယ်။နိုင်ကအိုဒါကိုမင်းကငါရဲ့စိတ်ဝင်စားမှုတွေကိုနှိုးဆွလိုက်ပြီးငါမင်းရဲ့ဘေးမှာနေပြီးတော့မင်းရဲ့ခရီးလမ်းကိုလိုက်ပါကြည့်ရှုချင်တယ်လို့ပြောလိုက်ပြီးသူ့အပေါ်ထာဝရတစ္ဆာစောက်တည်ပါတဲ့အကြောင်းခရီးတစ္ဆာပြုလိုက်ပါတယ်။ရုပ်သက်ချွေပြောင်းခြင်းဆက်ဝိုင်းတစ်ခုပေါ်လာပြီးမြေပြင်ပေါ်မှာတောက်ပလာခဲ့တာပါ။ဒီဆက်ဝိုင်းပေါ်လာတဲ့ဆိုတဲ့အချက်ကနိုင်ဟာဝင်ကဘာရဲ့အပြင်မှာဘော့အဖြစ်တတ်မှတ်ခံရခြင်းမရှိတော့တာကိုဆိုလိုပြီးသူတို့လွတ်လပ်စွာထွက်ခွာနိုင်ပြီဖြစ်ပါတယ်။အိုတာကသူတို့လွတ်မြောက်သွားတာကကောင်းတယ်လို့ထင်ခဲ့ပေမဲ့နိုင်ကအစောပိုင်းတန်ရာတွေကြောင့်အားနည်းနေဆဲဖြစ်တာကြောင့်ဒီနေရာကိုတခြားမိစ္ဆာတွေဝင်မလာနိုင်တော့ဘူး။ဒါကြောင့်မင်းအနားယူခြင်းတလောက်အနားယူနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်ဒီမှာအမလီယာကဒါဆိုရင်ငါတို့ထွက်မသွားခင်တယောက်နဲ့တယောက်ပူတိအောင်စကားပြောရင်ခဏလောက်ထိုင်ဆောက်ကြတာပေါ့လို့အကြံပြုခဲ့ရာနိုင်ကသဘောတူလိုက်ပါတယ်။တချိန်တည်းမှာပဲအော်ဒါရဲ့အတန်းပေါ်တွေကယာမာတိုရဲ့မြို့ကိုရောက်ရှိလာခဲ့ပါပြီ။မြို့ကိုမျိုးဆက်အနေငယ်အရင်ကစိတ်ကုန်ခံရတဲ့သူရဲကောင်းတဦးတီထောင်ခဲ့တာကြောင့်ဂျပန်အလားပဆိုင်ရာအသွင်အပြင်တွေကအများကြီးရှိနေပါတယ်။သူတို့ကတဲခုတ်ခပေးဆောင်ပြီးတဲ့နောက်အားလုံးအတူထိုင်ကလက်ရှိအခြေအနေတွေကိုဆွေးနွေးကြတာပါ။စူဇကာကရန်ပုံငွေတွေနှဲပါလာပြီးဖြစ်တဲ့အကြောင်းနဲ့ကုန်ကျစရိတ်တွေကိုဆက်လက်ကာမိစေဖို့အတွက်မကြခင်အလောက်ချဖို့လိုအပ်တဲ့အကြောင်းပြောပြပါရယ်။သူရဲ့အတန်းပေါ်တဦးကလက်ထောင်ပြီးတော့အကြံပြုခဲ့တာပါ။သူတို့လန်ခရီးမှာစွန့်စားသူတွေအများကြီးနဲ့တွေ့ခဲ့ရတဲ့အတွက်သူတို့အားလုံးစွန့်စားသူတွေဖြစ်လာပြီးပတ်စံချနိုင်တဲ့အကြောင်းအကြံပေးခဲ့ပါတယ်။စူဇကာကဒါကောင်းမွန်တဲ့စိတ်ကူးပဲလို့ထင်ခဲ့တာပါ။ဒါပေမဲ့ငွေကြေးပြဿနာအပြင်သူစိုးရိမ်နေတာကသူတို့ဟာဒီကဘာကြီးအကြောင်းကိုဘာမှမသိသေးတာပဲဖြစ်ပါတယ်။ဘယင်နဲ့မင်းသမီးပြောပြခဲ့တဲ့အရာတွေကိုလုံးဝယုံကြည်လို့မရတော့ဘူးလို့သူယူဆခဲ့ပါတယ်။ဒါကြောင့်ဒီကဘာရဲ့တမိုင်းတွေကိုစုစည်းဖို့အတွက်စာအုပ်တွေကိုတတ်နိုင်သမျှဖတ်ချဖို့အားလုံးကိုပြောပြခဲ့တာပါ။တို့အားလုံးဟာစူစကာရဲ့အစီအစဉ်ကိုသဘောတူကြပေမဲ့စာအုပ်များစွာဖတ်ရုံနဲ့တိတ်အကူအညီဖြစ်မှာမဟုတ်ဘူးလို့ယုံကြည်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အဓိကရည်မှန်းချက်ကဂျပန်နိုင်ငံကိုပြန်ဖို့နီလန်းချပွေဖို့ဖြစ်ပြီးဂျပန်စာအုပ်တအုပ်မှာအဖြစ်တွေ့လိမ့်မယ်လို့မထင်လို့ပါ။စူစကာကတော့ဒီအချက်ကိုကြိုတင်စဉ်းစားထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်သူကအမြန်ဆုံးပြန်ရောက်ဖို့အတွက်သူရဲ့ကောင်းနေရာကနေတယောက်ဆောင်ပြီးနတ်ဆိုးဘရင်ကိုတပ်ပစ်ဖို့ကအကောင်းဆုံးအမြန်ဆုံးနီလန်းလို့သူထင်မြင်တဲ့အကြောင်းပြောပြခဲ့ပါတယ်။သူစကာကသူတို့ကိုဆင့်ခေါ်ခဲ့တဲ့သူကဘယင်ဖြစ်တာကြောင့်ဘယင်ဟာသူတို့ပြန်ဖို့နီလန်းကိုတိလိမ့်မယ်လို့ယုံကြည်ပါတယ်။သူတို့ကနတ်ဆိုးသခင်ကိုအနိုင်ယူနိုင်ရင်ဘလို့မကောင်းတဲ့အကြံစီပဲရှိနေပါစေ။သူတို့ကိုအိမ်ပြန်ပို့ပေးဖို့အသင်အကျဖြစ်လာမယ်လို့ယူဆပါတယ်။အခုလက်ရှိမှာတော့သူတို့တတ်နိုင်သမျှငွေကြေးနဲ့တဲ့အချက်အလက်တွေကိုစုဆောင်းဖို့လိုအပ်ပါတယ်။ဒါတွေရပြီဆိုတာနဲ့နတ်ဆိုးများကုန်းမျက်စီကိုတက်တက်သွားပြီးနတ်ဆိုးသခင်ကိုစိန်ခေါ်တင်တယ်လို့သူကအကြံပြုတာပါ။ဒါပေမဲ့အာဆာဂီနာကတော့ဒီအစီအစဉ်ကိုသဘောမတူခဲ့ပါဘူး။သူပြောတာကအကောင်ဆုံးလှုပ်ဆောင်တင်တဲ့နီလန်းကတော့ဒီမှာပဲနေပြီးအိုဒါကိုစောင့်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အိုဒါကမကြခင်မှာပဲမြို့ထဲကိုရောက်လာမှတေချာနေလို့ပါ။အိုဒါကသူတို့အားလုံးထဲမှာအတမဆုံးဖြစ်တာကြောင့်သူ့ရဲ့ခွန်အားမပါပဲနတ်ဆိုးသခင်ကိုစိန်ခေါ်တာကမိုက်မဲရကြတယ်လို့အာဆာကီကထင်ပါတယ်။နာနာဆိုင်ကလည်းသဘောတူလိုက်တာပါ။ဘာလို့လဲဆိုတော့သူဟာအိုတာနဲ့စကားပြောဖို့အခွင့်အရေးတော့မရလိုက်လို့ပါ။ဒါပေမဲ့တိုင်ဆူကဲကတော့ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။သူကစစ်သူကြီးစာရန်ကိုတတ်ခဲ့တဲ့သူကအိုတာဖြစ်ဖို့အခွင့်အရေးရှိနေသေးတယ်လို့ထင်နေသေးပါ။အာဆာကီနာကသူတို့ဒီအကြောင်းတွေကိုအရင်ကဆွေးနွေးပြီးဖြစ်တဲ့အကြောင်းပြောပြပါတယ်။ဘယင်ကသူ့ရဲ့မတ်ညာတွေကိုမော်ပင်ညာနဲ့ချဲလဲခဲ့ပြီးအိုဒါကိုစန့်ကျင်အောင်လုပ်ခဲ့တာပါ။ဒါကြောင့်ဒိုင်ဆူကဲကဘာပဲမမိနေပါစေအိုဒါကလုံးဝအပြစ်ကင်းတယ်လို့ဆိုပါတယ်။ဒါမဲ့ယူကီကအိုဒါအခုအချိန်မှာဒီအနီးအနားမှာမရှိဘူးလို့ပြောခဲ့တာပါ။ချီခဲ့ရဲ့နောက်မှာဒီလိုကိစ္စမျိုးစုံကိုခန်းစားခဲ့ရပြီးတဲ့နောက်သူတို့အားလုံးကိုကူညီခြင်းစိတ်ရှိမယ်လို့အာမခံနိုင်မှာမဟုတ်ပါဘူး။စကာကခေါင်းဆောင်ဖြစ်တာကြောင့်ဂျီရိုကအိုဒါကိုစောင့်တဲ့သလားဒါမှမဟုတ်သူမပါပဲချစ်ဆက်တဲ့သလားဆိုတာကိုမေးလိုက်ပါတယ်။သူစကာကခဏလောက်စဉ်းစားလိုက်ပြီးအာဆာကီနာဘာကြောင့်အိုဒါကိုစောင့်ဆိုင်ရှင်တယ်လဲဆိုတာကိုသူနားလိုက်ပါတယ်။အိုဒါယုံကြည်ရတဲ့မိတ်ဆွေဖြစ်ပြီးကြံတဲ့သူတွေတဲ့အများကြီးတာမှာပါတယ်